တွေ့တယ်လေမ line ပေါ်မှာရမ်းနေမှာဗီဒီယိုတွေနဲ့တင်နေကြအမေဒါလေး30လို့ကိုထက်ပို့ပြီးမျက်ရည်ကျကြမယ်ထင်တယ်ဟုတ်ပြီတရားပါကြည့်နေနေမျက်ရည်တောင်ကျတယ်ဘာလို့ဟိုသူတို့ရလေဟိုကိုရတယ်လို့အဲ့လိုထပ်တူပြောတာကွာသိလားရမ်းကိုပြောတာအဲ့လိုမျိုးဘာနဲ့မှအဲ့လိုရမ်းကိုပြောတယ်အဲ့လိုမပြောပြတတ်ဘူးဟုတ်အစတွေကပြောပြီးသားတငယ်ချင်းတွေဘယ်သူပဲရအရမ်းပြောမှာလို့ကြွေးရမှာလို့ဟုတ်ပြီတရားပါရမ်းပြောတာပေါ့ဒီမောက်မီပြားဖွဲ့အကုန်လုံးကတငယ်ချင်းတွေလေအပြင်မှာလည်းရမ်းခင်တယ်ဆိုတော့အရန်ဝမ်းသာပါတယ်ဟုတ်တကယ်ဝမ်းသာတာမျက်ရည်တောင်ကျတယ်တုန်းကကြည့်နေနေမျက်ရည်တောင်ကျတယ်ဘာလို့ဟိုသူတို့ရလေဟိုကိုရတယ်လို့အဲ့လိုထပ်တူပြောတာကွာသိလားရမ်းကိုပြောတာအဲ့လိုမျိုးဘာနဲ့မှအဲ့လိုရမ်းကိုပြောတယ်အဲ့လိုမပြောပြတတ်ဘူးဟုတ်အစတွေကပြောပြီးသားတငယ်ချင်းတွေဘယ်သူပဲရအရန်ပြောမှာလို့ကြွေးရမှာလို့ဇန်ညွန်းတီလန်ရကြရမျက်ရည်ကျနေပြီအဲ့မာတွေကကျနေပြီရမ်းပြောတယ်ဒါကိုတွေလေကိုအောင်တီတီထုတ်လို့ရေးဆိုတာကိုမင်းသမီးဖြစ်အောင်လို့တင်ပေးခဲ့တဲ့အကိုတွေလေတကယ်အဲ့လိုမျိုးဆိုဆက်ဆောက်ဆုံးကိုရဲ့ဒီအမှုပညာစာအောင်တီတီဆိုသူတို့အဲ့လိုစေမောင်မှာအဲ့လိုအကယ်ဒမီရုပ်ထုကြီးနဲ့ပြီးတော့ဘုံစွာလဲဘုံတွေစပြီးဇန်ညွန်းရဲ့ဝတ္ထုတွေထုတ်တယ်ကကိုကဘုံကားတွေကိုရိုက်ခဲ့တာအများကြီးပဲဆိုတော့အဲ့လိုမျိုးတွေ့တယ်ကအဲ့လိုအဲ့မတွေကမျက်ရည်ကျနေပြီနောက်ပိုင်းအကုန်လုံးကမခိုင်နေဝေတော့ကိုနေမျိုးအောင်တော့ပြီးတော့ဘူတော့အကုန်ရကြတော့လေအဲ့မာတွေခံစားနိုင်ရမ်းကိုရမ်းကိုပြောတာစိုးရိမ်နေဟဲအဲ့လိုမျိုးဆိုကြည့်ပြီးတော့အဲ့လိုဟိုကဘလို့လဲမသိဘူးပေါ့နော်အဲ့လိုစိုးရိမ်နေသူရောက်သွားရဲဆိုပြောတာပေါ့ဟုတ်ဆက်ဆောင်စုလည်းရတယ်ဟုတ်တယ်သူ့ထက်ပိုပြောရင်တော့ပြောရှိတယ်ဟဲ့လားတွေ့တယ်လေမ line ပေါ်မှာရမ်းနေမှာဗီဒီယိုတွေနဲ့တင်နေကြအမေဒါလေး30လို့ကိုထက်ပို့ပြီးမျက်ရည်ကျကြမယ်ထင်တယ်ဟုတ်ပါလေတော့အားမပေးအော်ဒီမှာအားပေးမဲ့သူတွေကအများကြီးလေကိုကဒီမှာ Messenger ကနေပြီးပဲပြောတာအများကြီးတော့ကိုယ်တို့မောင်နှမတွေရတယ်မောင်နှမတွေရတာဟုတ်တယ်အရန်ပြောဖို့ကောင်းတယ်ဟုတ်တယ်အားကြောင့်ရန်ကုန်မှာပွဲလုပ်မယ်လို့တော့ကြားတယ်ပေါ့နော်အကြိုင်လည်းအရန်ပြောရမှာပါကဲဒီနေ့တဲ့အတိုင်းချောင်းလာလို့ပါသွားကြအောင်လူဆောင်သွားညောင်ချောင်းတာသွားမှာဘိုးနေ့ကအမှသွားမှာတပွဲရှိတယ်သွားမယ်ဟာပြောလို့မရကိုလည်းကိုကားတွေမတင်ရတဲ့ဟာတွေထဲမှာပါသွားပြီလေမတင်ရအောင်လေကားတွေကအများကြီးကားကြီးတွေအများကြီးဆိုဒါကတော့ကိုကန်ပေါ့နော်ကိုကန်အဲ့လိုမျိုးဆိုနောက်ပိုင်းနေတော့ကားကြီးတွေပြန်လာမယ်ရိုက်မာတွေလည်းရှိရယ် producer တွေကလည်းပြောတယ်ဒါပေမဲ့ကိုဘယ်လိုပြောရမလဲအစင်သစ်မဖြစ်သေးဘူးလို့ထင်တယ်လေခလေးမွေးထားတာဆိုတော့လေခလေးကလည်းတစ်နှစ်မပြည့်သေးဘူးပြီးတော့ကိုလည်းအဲ့လိုခန္ဓာကိုယ်ကချက်ရက်လေးနဲ့အဲ့လိုပြန်လည်းမဖြစ်သေးဘူးထင်တော့လေအဲ့အကြောင်းမလို့ခလေးအဲ့လိုတစ်နှစ်လောက်ရောက်တဲ့အချိန်ပေါ့အဲ့အချိန်ကျရင်ကိုလည်းလုံးဝလှပလေးဖြစ်ပြီးဆိုမှပြိသက်ရှိကိုအကောင်းဆုံးအဲ့လိုဟိုပါနေနဲ့စကားရည်နဲ့ပြန်လာခဲ့ပါမယ်လို့ဟုတ်အခုပေါ့နော်သွန်ဆက်နဲ့အဲ့လိုကားတွေကိုပြန်ကြည့်တင်တယ်ပြန်ရိုက်လို့အမြဲတမ်းပြောတဲ့ဟို comment တွေပေါ့နော်ခလေးမေဖြစ်သွားတော့မရိုက်တော့ဘူးလားလဲမန်းကြရပေါ့နော်အဲ့ဒီသူတွေအားလုံးဟိုလိုအခုသွန်ဆက်နောက်ပိုင်းပြန်ရိုက်မှာပေါ့နော်သားလေးလည်းတစ်နှစ်လောက်ရွယ်လောက်ရအောင်တော့ပြန်ရိုက်မှာပါလို့ကြားထဲမှာတော့သွန်ဆက်ရဲ့ကားကအခုလက်ရှိလောလောဆယ်မဟာမာတင်နေတဲ့ဒုတိယမြောက်လက်ထက်ခွင့်ကားလေးကိုကြည့်ပြီးတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ဟုတ်ကျေးဇူး